ဒါကတော့မီယူဆိုတဲ့မယုံနိုင်စရာခွေးလေးပါသူ့ရဲ့ weight က250 gram ပဲလေးပြီးပန်းသီးထက်တောင်မှပေါ့နေတာဖြစ်ပါတယ်အရှိဟာဆိုရင်ပတ်စံတရွက်စာလောက်ပဲရှိသလိုသူ့ရဲ့ခေါင်းကလည်း lollipop တစ်လုံးစာလောက်ပဲရှိနေတယ်အဲ့ဒီလောက်ထိ PC သေးလို့နေလို့နန်းကျင်ရင်တော့မှဂယူးတစ်ဆိုင်နန်းရပါတယ်မီယူလေးရဲ့အကြိုက်ဆုံးနေရာကတော့သူ့သခင်ရဲ့ဖက်နှက်ထဲမှာနေတာပါပဲဒီလိုအချက်တွေကြောင့်ပဲမီယူဟာကဘာပေါ်မှာချစ်စရာအကောင်းဆုံးခွေးလေးအဖြစ်စံချိန်တင်ထားပါတယ်ဒါကတော့ဒေါ်လာ1000တန်မျက်နှာချက်ကိုအထင်ကြီးပြီးကတ်မိလို့ကြုံရတဲ့အဖြစ်ပါသူမဟာအိမ်မျက်နှာချက်အတွက်ဒေါ်လာ1000ပေးရတဲ့ပလတ်စတစ်စားကိုကတ်ခဲ့ပါတယ်ညအရောက်မှာတော့မျက်နှာချက်ကဘူပေါင်းကြီးလို့ဖောင်းကြွလာလို့လမ်းပြန်ပြီးတော့ယောက်ျားကြီးကေပါအောင်လို့အော်ရပါတော့တယ်ခင်မုန်းဖြစ်သူကပလတ်စတစ်ကိုအပေါက်ဖောင်းလေတွေကိုထုတ်လိုက်တယ်ပြီးတော့တန်ရှင်းရေးလုပ်ပြီးလေပူဆက်သုံးလိုက်ချိန်မှာတော့ပလတ်စတစ်ဟာသူ့အလိုလိုငကိုအတိုင်းဖြစ်သွားပါတော့တယ်ဒါကတော့လူတစ်ယောက်ကရေမင်းကြီးကိုမထိတိထိစားနေတဲ့ရည်စရာဖြစ်ရလေးပါအဲ့ဒီလူကရေမင်းကြီးကိုပါဇက်ကြီးဟခိုင်းပေမဲ့စပစ်သီးလေးတစ်လုံးနဲ့ပေးလိုက်ပါတယ်ရေမင်းကြီးခမမဝတဝနဲ့နောက်ထပ်ပေးဖို့မျှော်နေခဲ့ရတယ်ဒါပေမဲ့ဘယ်ရီသီးတစ်လုံးတည်းကျွေးလိုက်ပြန်ပါတယ်ရေမင်းကြီးဟာတိတ်ခါထိပြီးမို့နောက်တစ်ခါကျွေးတော့ပါဇက်မဟတော့ပဲမျက်စောင်းပါထိုးပြီးခေါင်းလှည့်သွားပါတယ်နောက်ဆုံးဖရဲသီးကိုမနေထုတ်ပြတော့မှရေမင်းကြီးလည်းပျော်သွားပြီးတလုတ်ထဲနဲ့ဝါစာပစ်လိုက်ပါတော့တယ်